我有这干嘛也不了，没有俺跑去再干么去？听到了，那是我们媳妇，在那上走，你让我走，跑去怎么走媳妇走？把别人来跑去再干来的。 ကဲဗျဒီလိုလုပ်ရမျိုးကိုကြည့်ရတာဗရဘာသာတယောက်အနေနဲ့ကြည့်ရတာတော်တော်ကိုမှစိတ်မကောင်းစရာပါပဲဗျာနော်ကိုပုတိကံကိုသာခံရမှာပါ 我有这干嘛也不了，没有俺跑去再干么去？听到了，那是我们媳妇，在那上。 ဒီလိုမျိုးကြီးရတော့ကြည့်ရတယ်ကြည့်လို့မကောင်းဗျာနော်ဒါကြီးကတော့မဖြစ်သင့်ဘူးလို့တော့ထင်တယ်ဗျာနော်ရိုက်ပေးနေတဲ့လူတွေကလည်းပဲတော်တော်ကြည့်ကောင်းနေပုံရတယ်နော်တကယ်စိတ်ပြက်စရာမြင်ကွင်းမှာ 走，你让我走，跑去怎么走媳妇走？把别人来跑去再干来的。 ကဲချစ်တဲ့ငယ်ချင်းတို့ရေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်